ဒီနေ့ကတော့တချေတို့ကဒီ English pattern လေး planning to plus for one ကိုလေ့လာသွားမှာဖြစ်တယ်။တချေတို့ကတစ်ခုခုကိုလုပ်ဖို့စီစဉ်ထားတယ်အစီအစဉ်ရှိတယ်လို့ပြောချင်တဲ့အချိန်ကြာလို့ရှိရင်ဒီ planning to plus for one ကိုသုံးပေးရတယ်။ For example, I'm planning to stop checking my phone every 5 minutes. ငါရဲ့ဖုန်းကို5မိနစ်တစ်ခါ check-in လုပ်တာတွေရပ်ဖို့စီစဉ်ထားတယ်။ He is planning to impress his crush with his English. သူကသူ့ရဲ့ crush ကိုသူ့ရဲ့ English စကားတွေနဲ့အထင်ကြီးလာအောင်လုပ်ဖို့စီစဉ်ထားတယ်။ She is planning to become rich before she turns 30. သူမအသက်30မတိုင်ခင်ချမ်းသာလာဖို့စီစဉ်ထားတယ်။ My friend is planning to learn driving. ငါရဲ့တငယ်ချင်းကကားမောင်းသင်ဖို့အတွက်စီစဉ်ထားတယ်။ We are planning to save money for a house. ငါတို့တွေကအိမ်တစ်လုံးဝယ်ဖို့အတွက်ပတ်စံစုဖို့စီစဉ်ထားတယ်။ They are planning to learn Chinese. သူတို့တွေကတရုတ်ဘာသာကိုလေ့လာဖို့စီစဉ်ထားတယ်။ချောဒီနေ့ဒီဗီဒီယိုလေးမပြီးခင်မှာသတင်းကောင်းလေးတစ်ခုပြောချင်ပါတယ်။မကြခင်မှာတချေတို့က online English class လေးဖွင့်ဖို့အစီအစဉ်လေးရှိတယ်။အဲ့ဒီ class လေးကို English စာကိုသင်ချင်ပေမဲ့ဘယ်ကစရမလဲမသိတဲ့လူတွေဆိုရင်တော့ဒီအခွင့်အရေးလေးကိုလက်မလွတ်ပါနဲ့နော်။ဒီမှာအထူးအစီအစဉ်လေးနဲ့ပထမလကိုအခမဲ့သင်ခွင့်ပေးသွားမှာပါ။ဒီလိုမျိုးအခမဲ့တက်ရောက်နိုင်မှာဖြစ်လို့စမ်းသင်ကြည့်ချင်တဲ့လူတွေအတွက်အရန်ကိုမှအဆင်ပြေပါတယ်။ဒီသင်တန်းလေးကိုတော့အသက်8နှစ်အရွယ်ကနေစပြီးတော့အသက်အရွယ်အကန့်အသတ်မရှိလေ့လာသင်ယူနိုင်ပါတယ်။သင်တန်းလေးကိုတော့အသက်အရွယ်အလိုက်ခွဲထားတာမို့လို့စာမလိုက်နိုင်မှာကိုလည်းစိတ်ပူစရာမလိုပါဘူး။အသေးစိတ်လေးတွေကိုတချေရဲ့ chat box မှာအချိန်မီလာရောက်စုံစမ်းနိုင်ပါတယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်။